ကဘာကြီးရဲ့အပြင်ဘက်မှာကျွန်တော်တို့မသိနိုင်သေးတဲ့အခြားသက်ရှိတွေတကယ်ပဲရှိနေနိုင်မလားဒါဟာလူသားတိုင်းရာစုနှစ်ပေါင်းများစွာတည်ကျင်နေခဲ့ကြတဲ့အကြီးမားဆုံးမေခွန်းတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့တင့်ရဲ့အယူဆတွေကိုစိန်ခေါ်မဲ့သိပ္ပံပညာနဲ့ဒနာယီကြားကစီးကိုဝါသွားစီမဲ့ထူးခြားစမ်းကြယ်တဲ့ဗီဒီယိုမှတ်တမ်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆယ်စုနှစ်တွေကြာလာတာနဲ့အမျှဂယိုသားတွေနဲ့ပင်ကန်းပြားပြန် UFO တွေကိုစိတ်ဝင်စားမှုဟာရောကျသွားခြင်းမရှိပဲပိုပြီးတော့ပြင်းထန်လာခဲ့ပါတယ်ကဘာတောင်အသီးသီးကနေထူးဆန်းတဲ့အလင်းတန်းတွေကောင်းကင်ယံကရှင်းပြလို့မရတဲ့ရင်ပြန်တွေကိုမြင်တွေ့ခဲ့ရတယ်ဆိုတဲ့သတင်းတွေဟာနေ့စဉ်နဲ့အမျှထပ်ပေါ်နေပါတယ်ဒါပေမဲ့ဗစက်ပြောတတ်တဲ့မဟုတ်ပဲမျက်မြင်သက်သေတွေရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တွေထွက်လာတဲ့အခါမှာတော့တကဘာလုံးလှုပ်လှုပ်ရှားရှားထပ်သွားကြပါတော့တယ် Social media ခေတ်မှာဒီလိုဗီဒီယိုတွေဟာအချိန်တော်တော်မှတဲ့လူသားများစွာစီပြန့်နှံ့သွားလိမ့်ရှိပါတယ်တန်းကောင်ရန်တိတ်ဆိတ်နေတဲ့အချိန်လက်ကောင်ဖုံးနဲ့တုံတုံရီရိုက်ကူးထားတဲ့မှတ်တမ်းတွေဒါမှမဟုတ်အင်ရှိကလုံခြုံရေး CCTV ကင်မရာတွေမှာမတော်စားဖမ်းမိလိုက်တဲ့ပုံရိပ်တွေဟာကြည့်ရှုသူတွေကိုကြက်တီးဆဲသွားစေပါတယ်တစ်အော်တွေကြားထဲမှာလူမဟုတ်တဲ့တွဲလျားလျားပုံတံတစ်ခုလှုပ်ရှားသွားကြမျိုးအမောင်ထဲမှာတောက်ပနေတဲ့မျက်လုံးအစုံနဲ့လူသူကင်းမဲ့တဲ့တဲအိမ်တွေနားမှာဝဲပြန်နေတဲ့အရေးမေးကြီးဒါတွေအလုံးကကျွန်တော်တို့လက်ခံထားတဲ့အမှန်တရားကိုမီးကုန်းထုတ်เสียဖြစ်လာစေပါတယ်သိပ္ပံပညာရှင်တွေနဲ့တန်တရားရှိသူတွေကတော့ဒီအရာတွေကိုညင်းပြဲလေးရှိကြပါတယ်သူတို့ကဒါတွေဟာအလင်းပြန်မှုတတ်တာဖြစ်တယ်ဒါမှမဟုတ်ညဘက်ကျက်စားတဲ့တောပိုင်းတရိษံတွေကိုအထင်မှားတာဒါမှမဟုတ်လူတွေရဲ့ကြောက်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့စိတ်ကူးယဉ်မှုတွေလို့ယူဆကြပါတယ်ဒါပေမဲ့တချို့သောဗီဒီယိုဖိုင်တွေကတော့ဘယ်လိုတမားရိုးကြရှင်းပြချက်နဲ့မှကိုက်ညီမှုမရှိပါဘူးဒီလိုအခိုင်အမာသက်သေတွေထွက်လာတဲ့အခါမှာတော့ UFO ပညာရှင်တွေနဲ့ဤပညာကျွမ်းကျင်သူတွေကပုံရိပ်တွေကိုတချင်းစီအသေးစိတ်ခွဲချင်းစိတ်ဖျားပြီးအမှန်တရားကိုရှာဖွေကြပါတော့တယ်ဤပညာတွေဘလောက်ပဲတိုးတက်နေပါစေဒီဗီဒီယိုတွေရဲ့နောက်ွယ်မှာရှိတဲ့အမှန်တရားကတော့ပဟေးလေးတစ်ခုလိုကြန့်ရှိနေသေးပါပဲဒါပေမဲ့တေချာတာတစ်ခုကတော့လူသားတွေရဲ့စူးစမ်းလိုစိတ်ဟာဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ပါဘူးကင်မရာမှာဖမ်းမိလိုက်တဲ့အရာကတခြားကဘာကဧည့်သည်တွေလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့ထင်ယောင်ထင်မှားမှုလားဆိုတော့အချိန်ကပဲဆုံးဖြတ်ပေးသွားမှာပါပရိသတ်ကြီးရောကျွန်တော်တို့ကဘာကြီးမှာကျွန်တော်တို့တယောက်တည်းပဲရှိနေတာလို့ထင်ပါသလား